အသားစိတ်မှာအထက်လေးတွေရှိတယ်နော်ဒါမျိုးလေးတွေကျတော့ထက်ခဲ့တယ်ဒီဘက်တစ်ချမ်းမှာပဲသူကခြေကောင်းနဲ့ချိတ်လို့ရတယ်ရက်လက်မျိုးရှိနေတာဒါမျိုးလေးသူ့ကိုမှားပြီးသုံးပြီးပဲဆိုလို့ရှိရင်ဒါမျိုးကြီးမှားပြီးတက်မိရင်ကျင်းနဲ့ချိတ်ဖို့မဖြစ်နိုင်တော့ဘူးအဲ့တော့ခြေတို့ကအထက်ကလေးတွေနဲ့ဒီကခြေကောင်းနဲ့ဒါမျိုးလေးချိတ်လို့ရဖို့လိုတယ်မှန်အောင်ဒီမှာတွဲချုပ်ဖို့အတွက်လိုတယ်အသားစိတ်မှာခြေတို့အထက်5ထပ်ထည့်ထားတယ်1 2 3 4 5ထပ်ရှိတယ်အလဲအထက်နေရာကိုသုံးပြီးတော့ခြေကောင်းလေးနဲ့ချိတ်လိုက်မယ်ပြီးရင်ဒီအဖုံးဆုံးအတွက်ကိုခြေတို့ဒီမှာတောင်းလိုက်မင်းလေးကပတ်သားမှာအမှတ်ပေးထားတာရှိတယ်အဲ့ဒီအမှတ်ကိုဒီအလဲအထက်လေးနဲ့ချိန်ပြီးတော့လက်ထပ်ပေးလိုက်မယ်အသားကျိတ်ပိတ်စနဲ့ကပတ်နဲ့ကိုပူးပြီးကင်ထားမယ်နော်ခြေကောင်းကိုတော့ဖြုတ်လိုက်မယ်အလဲနေရာမှာပင်ရနဲ့တွဲပြီးတော့ချိန်ထားပေးပြီးရင်တွဲချုပ်တော့မယ်နော်ဒီကပတ်ရဲ့အစွန်းနေရာမှာဒီအသားကျိတ်ရဲ့အထက်လေးတွေကိုညီနေအောင်ထားမယ်ပြီးရင်ဒီနှခမ်းသားတောက်လျှောက်ကိုတွဲပြီးပူးချုပ်မယ်ပြီးတော့တောင်ကျိုးလေးပတ်လာမယ်ပြီးတော့ဒီဘက်နှခမ်းသားတောက်လျှောက်ကိုလည်းတွဲချုပ်မယ်နော်ချီခိုင်အောင်တုပ်ပေးရမယ်နော်ဖုံးစွန်းရဲ့ကျိတ်ကိုဒီအသားကျိတ်မှာချိတ်ထားလိုက်မယ်ပြီးရင်ဒီအတွင်းကပတ်သားနဲ့အဖုံးချမ်းနဲ့ကိုနော်ဒါမျိုးလေးပူးပြီးတော့ကိုင်ဒီဘက်ချမ်းမှာအတွင်းချမ်းရဲ့ကျိတ်ကောင်းရှိတယ်အဲ့ဒီကျိတ်ကောင်းမှာဒီအသားကျိတ်ရဲ့အလဲအထက်လေးကိုသုံးပြီးတော့ဒါမျိုးလေးချိတ်လိုက်မယ်ပြီးမှဒီမှာနော်ကျတို့အမှတ်လေးပေးထားရရှိရဲအဲ့ဒီအမှတ်ကိုဒီအလဲတက်လေးနဲ့တစ်ထပ်တက်ကြအောင်ထားမယ်ခြေကောင်းကိုဖြုတ်မယ်နော်အသားကျိတ်နဲ့ကပတ်နဲ့ကိုပူးပြီးတော့ကင်ထားမယ်ဒီအလဲထက်နေရာနဲ့ကပတ်နဲ့ကိုပင်ရနဲ့တွဲပြီးတော့ထိန်းပေးလိုက်မယ်ခုနချုပ်ခဲ့တဲ့နီလန်တိုင်းပဲဒီနှခမ်းသားတောက်လျှောက်ကိုတွဲချုပ်တယ်ပြီးတော့တောင်ကျိုးလေး꿰လာမယ်ပြီးတော့ဒီနှခမ်းသားတောက်လျှောက်ကိုလည်းတွဲချုပ်မယ်ချီလေးတုပ်ခဲ့ရမယ်နော်အစင်တိုင်းကိုတစင်ရင်းဒီမှန်အောင်လို့တွဲချုပ်သွားမယ်ဆိုရင်ပြန်စရာမလိုဘဲနဲ့မှန်တဲ့ရလက်ကိုရပါလိမ့်မယ်နော်အသေးစိတ်ထပ်ပြီးတော့သိချင်ရင်3994426223ကို